အားလုံးပဲမင်္ဂလာပါ Skyward မြန်မာ page မှာကြိုဆိုပါရစေဒီနေ့တော့ကျွန်တော်တို့ Google Home ကိုအသုံးပြုပြီးတော့ Skyward Android TV နဲ့ Android phone ကိုချိတ်ဆက်နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ပထမအဆုံးအနေနဲ့ 2GB နဲ့ချိတ်ဆက်မဲ့ TV နဲ့ phone နဲ့ဟာစိမ်းဝင်မှဖြစ်နေဖို့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချိတ်ဆက်ရမှာပို့ပြီးတော့လွယ်ကူမှာဖြစ်ပါတယ်ကျွန်တော် TV နဲ့ phone နဲ့ကိုပေါင်းဆုံးစပြီးချိတ်ဆက်တော့မယ်ဆိုလို့ရှိရင် 2GB ရဲ့ phone နဲ့က Google Home ဆိုတဲ့ application လေးကိုဝင်ပေးရမှာဖြစ်ပါတယ်Google Home application လေးတွေဝင်ပြီးလို့ရှိရင် 2GB ရဲ့ phone application ထဲမှာ device ဆိုတဲ့ထဲကိုဝင်ပေးရမှာဖြစ်ပါတယ်device ဆိုတဲ့နေရာမှာလူကြီးမင်းတို့ရဲ့ TV ချိတ်ဆက်မဲ့ TV ရဲ့ model number လေးကိုရှာပေးရမှာဖြစ်ပါတယ်။ကြည့်လူကြီးမင်းကချိတ်ဆက်မဲ့ TV ရဲ့ model number ကိုမသိဘူးဆိုလို့ရှိရင်ကျွန်တော် TV မှာ TV ရဲ့ setting ထဲမှာဝင်ပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော် TV ရဲ့ setting ထဲမှာ device preferences တွေကိုဝင်ရမှာဖြစ်ပါတယ်။ပြီးရင် about ဒီမှာကျွန်တော်ဒီမှာ model ဆိုတဲ့နေရာမှာ TV ရဲ့ model number လေးကိုကြည့်လို့ရမှာဖြစ်ပါတယ်။ model number လေးတီးလို့ရှိရင်ကျွန်တော်ဒီဖုန်းထဲက Google Home application တွေကိုပြန်ဝင်လို့ရပါပြီဒီဖုန်းထဲမှာကျွန်တော် TV ရဲ့ model number လေးကိုတစ်ချက်နှိပ်ပေးပါဒါဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်က Cache My Screen ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးပါအဲ့မှာကျွန်တော်ဒီမှာ Cache Screen ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်ပေးပါဒီမှာ Start Now ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ TV နဲ့ဖုန်းနဲ့ကချိတ်ဆက်သွားပြီဖြစ်ပါတယ်လူကြီးမင်းရဲ့ TV နဲ့ဖုန်းနဲ့ချိတ်ဆက်သွားပြီဆိုလို့ရှိရင်လူကြီးမင်းရဲ့ဖုန်း screen ကို TV ပေါ်မှာကြည့်ရှုလို့ရပြီဖြစ်ပါတယ်လူကြီးမင်းရဲ့ဖုန်းထဲကကြိုက်တဲ့ application ကို TV screen ပေါ်မှာကြည့်ရှုလို့ရမှာဖြစ်ပါတယ်အကယ်၍လူကြီးမင်းက TV နဲ့ဖုန်းနဲ့ချိတ်ထားတာကိုပြန်ထုတ်ချင်တယ်ဆိုလို့ရှိရင် TV ရဲ့ remote မှာကျွန်တော် back ဆိုတဲ့ key လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်လူကြီးမင်းရဲ့ TV နဲ့ဖုန်းနဲ့ချိတ်ဆက်ထားတာလေးတွေ့တာဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့ကျွန်တော်တို့ရဲ့ Skyward Android TV နဲ့ Android phone နဲ့ကိုချိတ်ဆက်တဲ့အခါမှာ Google Home ကိုအသုံးပြုပြီးတော့ချိတ်ဆက်နည်းလေးကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်အခုလိုမျိုး Skyward ရဲ့ product တွေအကြောင်းကိုသိချင်တာလေးရှိလို့ရှိရင် comment မှာ man ခဲ့လို့ရပါတယ်အခုဗီဒီယိုလေးကိုလည်းဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်Skyworth. Lead the future.